ဆင်းရဲသောမိသားစုမှပေါက်ဖွားလာသည့်စမနာနီအရွယ်ကောင်လေးတယောက်သည်အလုတ်လောက်ရန်အတွက်ကျောင်းမှစောစောထွက်ခဲ့ရပါတယ်။ပိုဆိုးတာကတော့သူ့အရွယ်သူချမ်းသာတဲ့ကလေးရဲ့အရှက်ရအောင်ပြုမှုခြင်းကိုမကြာခဏခံခဲ့ရလေရှိပါတယ်။တနေ့မှသူဘီလီယံနာဖြစ်လာမယ်ဆိုတာကိုဘယ်သူမှမျှော်လင့်မထားခဲ့ကြပါဘူး။သူ့ရဲ့စီးပွားရေးအောင်မြင်မှုဟာသတင်းစာတစ်စောင်နဲ့ဆက်တင်ခဲ့တာဖြစ်ပါတယ်။ထိုသတင်းစာမှာအန်ဒရူးအမည်ရှိဘီလီယံနာတူ၏ဒန်တရာရီစံတော်ဇလန်ကိုဖော်ပြထားပါတယ်။အဲ့ဒီကောင်လေးဟာအန်ဒရူးရဲ့ငဲဘွားဟာသူ့ရဲ့ဘွားနဲ့အလွန်တူညီနေတယ်ဆိုတာကိုတတိထားမိခဲ့ပါတယ်။ထိုဇလန်ကြောင့်သူဒီအကြီးအကျယ်တုံ့လောက်သွားခဲ့ရပြီးသူလည်းဘီလီယံနာတူဖက်လာအောင်လူမယ်လို့ကတိတစ္ဆာပြုခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါအဖေကိုသတင်းစာပြပြီးသူ့ရဲ့အိမ်မက်အကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့သူ့အဖေကသူ့ကိုပြင်းပြင်းထန်ထန်လှောင်ပြောင်ရဲမောခဲ့ပါတယ်။မင်းဟာအမြဲတမ်းစင်းရဲနေမှာဖြစ်ပြီးအိမ်မက်မတာရီရက်တင်ပြီလို့အဖေကပြောခဲ့ပါတယ်။အဖေရဲ့ရက်ဆက်တဲ့စကားတွေကိုကြားလိုက်ရတဲ့အခါကောင်လေးဟာတိတ်ဆိတ်နေခဲ့ပါတယ်။ထို့နောက်သူဒီဖျားနာနေတော့သူ့မိခင်ကိုကြည့်လိုက်ပါတယ်။သူ့အဖေလိုအားနေခြင်းဆင်းရဲခြင်းနဲ့အမေအထွက်ဆေးဝါးဝယ်မပေးနိုင်တဲ့ဘဝမျိုးနဲ့နေထိုင်ခြင်းစိတ်မရှိခဲ့ပါဘူး။ဒါကြောင့်သူဒီအိမ်မက်ထွက်ခွာပြီးကိုပိုင်ဘဝလမ်းကိုဖန်တီးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ပတ်စံအများကြီးရှာဖွေနိုင်မှသာမိခင်ကိုကဲတင်နိုင်မယ်ဆိုတာကိုသူသိထားပါတယ်။သူမသိလိုက်တာကတော့ဒါဟာသူ့မိခင်ကိုနောက်ဆုံးအကြိမ်မြင်တွေ့ခဲ့ခြင်းဖြစ်တယ်ဆိုတာပါပဲ။ကောင်ဤတွင်ယထာလက်မှတ်ဝေရန်ပိတ်ဆံမရှိသောကြောင့်ရွေးလျားနေသောယထာတစီဖို့သူတိတ်တဆိတ်ခိုးတက်ခဲ့ပါတယ်။သူနိုးလာတဲ့အခါတက်ခတ်ဆက်စပီနယ်ကိုရောက်နေပါပြီ။ယထာမရောက်ခင်ပါပင်သူဒီခုံချလိုက်ပါတယ်။နောက်ဘဲကိုသွားရမှန်းသူမသိတာကြောင့်လူအချို့နောက်ကိုလိုက်သွားရာမြို့ငယ်လေးတစ်ခုသို့ရောက်ရှိသွားပါတယ်။ထိုနေရာတွင်စာနရိခါများရရှိရန်အတွက်လဲပိုင်ရှင်ကဦးမှအလုသမားများငားရန်နေသည်ကိုတွေ့ခဲ့ရပါတယ်။ကောင်လေးသည်သူ့ကိုတင်ပြရန်စ조사ခဲ့တော်လဲပိုင်ရှင်ကတန်မာသောအမျိုးသားများကိုသာလွတ်ချင်ပါတယ်။ဒါကြောင့်ကောင်လေးကသူ့ရဲ့ခွန်ဟာကိုပြသရန်အတွက်အနီးနားရှိဝါသောလူတရားကိုမတင်ပြခဲ့ပါဘူး။ထိုလဲပိုင်ရှင်သည်ကောင်လေး၏စိတ်သက်ကိုသဘောကျသည်အလုတ်ခံရန်ဆုံးဖြတ်လိုက်ပါတယ်။လေယာထဲတွင်ထိုကောင်လေးသည်အခြားအလုသမားတယောက်နှင့်တွေ့ဆုံခဲ့ပါတယ်။ထိုကောင်လေးမှာရခင်ကချမ်းသာသောလေယာလိုကန်ရှင်မိသားစုမှဆင်းသက်လာခဲ့တော်လဲအားလုံးကိုဆုံးရှုံးခဲ့သူဖြစ်ပါတယ်။သူရဲ့အိမ်မက်ကတော့မိသားစုလုပ်ငန်းကိုပြန်လည်တည်ဆောက်သည့်တက်ခတ်ဆက်မှာအကြီးဆုံးလယ်သမားဖြစ်လာဖို့ဖြစ်ပါတယ်။ထိုစင်းရဲသောကောင်လေးနှင့်အောက်သည်မကြခင်မှာပင်တုံငယ်ချင်းဖြစ်သွားခဲ့ကြပါတယ်။ညဘက်ရောက်တော့အခါသူတို့သည်အခြားအလုသမားများဖဲရိုက်နေသည်ကိုထိုင်ကြည့်နေကြပါတယ်။ကောင်လေးသည်အတွင်းနဲ့နှက်ချင်တိတ်ဆိတ်စွာထိုင်နေခဲ့ပါတယ်။တာမန်အလုကိုသာဆက်လုပ်နေမယ်ဆိုရင်ဘယ်တော့မှဘီလီယံနာတူဖြစ်လာနိုင်မှာမဟုတ်ဘူးဆိုတာကိုသူသဘောပေါက်သွားပါတယ်။သူလည်းအခြားသူများကဲ့သို့ပဲသူ့ဘဝကိုအလဟာတာဖြုံးတိတာရောက်သွားလိမ့်မယ်။ဒါကြောင့်သူသည်လဲပိုင်ရှင်ထံသွားရောက်ပြီးဦးလီလိုဘလို့ချမ်းသာနိုင်မလဲလို့မေးမြန်းခဲ့ပါတယ်။ပိုင်ရှင်ကအောင်မြင်မှုရဖို့အတွက်အခြေအနေတွေအများကြီးရှိပေမဲ့ခေါင်းဆောင်တဦးကသာတကယ်ကိုအောင်မြင်နိုင်တယ်လို့သူကိုပြောပြခဲ့ပါတယ်။ထိုစကားများကကောင်းလေးရဲ့မျက်လုံးကိုဖွင့်ပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါတယ်။သူကကျွန်တော်တို့အလုပ်ကိုစောစောပြီးအောင်လုပ်နိုင်မယ်ဆိုရင်ဦးလေးအတွက်ငွေကုန်တက်တာစေနိုင်မလားလို့မေးခဲ့ပါတယ်။ပိုင်ရှင်ကဟုတ်ပါတယ်လို့ပြန်ခဲ့ပါတယ်။ထို့နောက်ကောင်လေးကစောစောပြီးသွားရင်အဲ့ဒီချွေတာရရှိတဲ့ငွေထက်ကဝေစုကိုကျွန်တော်ရနိုင်မလားလို့ထပ်မေးခဲ့ပါတယ်